အားလုံးမင်္ဂလာပါသူတို့ United ရဲ့ Facebook page နဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ United အသင်းရဲ့လက်ရှိယာယီနီးပြဖြစ်တဲ့ Michael Carrick နဲ့ပတ်သက်ပြီးတော့မှဒါ breaking news လေးတက်ထားတာရှိတယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်တို့ဒါ Sky Sport ကနေ report ပြုလုပ်ထားတာဖြစ်တယ်ဆို United အသင်းအနေနဲ့ဒါကျွန်တော်တို့ Michael Carrick နဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းဒီနီးပြရာထူးအတွက်ကိုကျွန်တော်ဒါစဉ်းစားဖို့အတွက်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးဖို့အတွက်ဆိုပြီးတော့မှကျွန်တော်တို့ဒါလာမယ့် Premier League ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Brighton နဲ့ပွဲမတိုင်ခင်မှာဆိုလို့ရှိရင် United အသင်းရဲ့ဘုတ်ဖွဲ့ဝင်တွေအနေနဲ့ဒါ Michael Carrick နဲ့စတင်ပြီးတော့မှစကားပြောဆိုဖို့ရှိရဲဆိုပြီးတော့မှဒါ Sky Sport ကနေ report ပြုလုပ်ထားတာပဲဖြစ်ပါတယ်ဆိုတော့ဗျာလက်ရှိအချိန်တွေမှာကျွန်တော်တို့ United အသင်းအနေနဲ့နီးပြဒီဘယ်လိုမျိုးလဲအခြားနီးပြတွေနဲ့လည်းကျွန်တော်တို့သတင်းထွက်ထားတာတွေရှိတယ်ဆိုတော့ United အသင်းအနေနဲ့ခက်ခဲမဲ့အပြောင်းအရွှေ့တွေဘယ်လိုမျိုးလဲသတင်းထွက်နေတဲ့နီးပြတွေဟာဆိုလို့ရှိရင်တော့လွယ်ကူတဲ့နီးပြတွေတော့မဟုတ်ဘူးဥပမာကျွန်တော်တို့ဒါ Luis Enrique ဆိုပြီးလို့ရှိရင်ဒါ Nagelsmann တို့ပြီးလက်ရှိကျွန်တော်တို့ Iraola တို့ဆိုဒီလိုနီးပြတွေပေါ့နော်သတင်းတွေထွက်နေတယ်ဆိုတော့ဒီလိုသတင်းတွေထွက်နေသည့်တိုင်အောင်ကိုလက်ရှိကျွန်တော်တို့ United ရဲ့ဘုတ်ဖွဲ့ဝင်တွေအနေနဲ့ကျွန်တော်တို့ဒါ Michael Carrick ဟာဆိုလို့ရှိရင်သူတို့ရဲ့ဒီပထမဦးဆုံးပေါ့နော်ဒါသူတို့လက်ရှိဒါUnited အသင်းအတွက်အမြဲတမ်းနီးပြရာဒူးကိုကျွန်တော်တို့ဒါစဉ်းစားဖို့အတွက်စပြီဆိုလို့ရှိရင် Michael Carrick ဒါလင်ပထမဦးဆုံးစကားစပြောဆိုမဲ့နီးပြတူဖြစ်တယ်ဆိုပြီးတော့မှဒါ Sky Sport ကနေ report ပြုလုပ်ထားတာဖြစ်တယ်ဆိုတော့ဒီနေရာမှာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးပါတယ်ဗျာဆိုတော့လက်ရှိအချိန်ဒီမှာကျွန်တော်တို့ဒီ Michael Carrick နဲ့ပတ်သက်ပြီးတော့မှအသင်းတွင်းမှာရှိတဲ့ကစားသမားတွေနဲ့အတူဒါကျွန်တော်တို့ဘယ်လိုပြောမလဲဒီ member ဝင်တွေအားလုံးဟာဆိုလို့ရှိရင် Michael Carrick ပေါ်မှာဒါလူကြိုက်များတယ်ပေါ့ Michael Carrick ကိုလူကြိုက်များကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒီ Michael Carrick ရဲ့ဒီကျွန်တော်တို့သတင်းစာရှင်းလင်းပွဲတွေပြုလုပ်တဲ့အခါမျိုးမှာဆိုလို့ရှိရင် media တွေကိုကင်တွယ်ဖြည့်ရှင်းတဲ့ဆက်ဆံပုံတွေကိုဆိုလို့ရှိရင်လည်းဒါအသင်းဘက်ကနေပြီးတော့တော်လေးသဘောကျနေတယ်ပြီးတော့ United အသင်းအနေနဲ့ပေါ့နော်ဒါအထူးသဖြင့်ဒါဘယ်လိုပြောမလဲ Michael Carrick ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ United အသင်းရဲ့ legend ကစားသမားတူဖြစ်တယ်ကစားသမားဟောင်းတူဖြစ်တဲ့တိုင်အောင်ကိုလက်ရှိ United အသင်းအနေနဲ့ပေါ့နော်ဒါကြီးမားတဲ့သူရဲ့ဒီ United အသင်းရဲ့သမိုင်းအစဉ်လာကိုသဘာဝကျကျနားလည်ထားပြီးတော့မှဒါဘယ်လိုပြောမလဲ United အသင်းကိုလက်ရှိကင်တွယ်နေတဲ့ပုံစံကိုလည်းတော်တော်လေးသဘောကျတယ်ဆိုတော့ဒီအကြောင်းအရာတွေထဲမှာမှအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဒါလက်ရှိ Michael Carrick ရဲ့လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပွဲပေါင်း15ပွဲကင်ထားပြီးတော့မှကျွန်တော်တို့10ပွဲထိအနိုင်ရရှိထားတယ်3ပွဲတည်ရပြီးတော့မှ2ပွဲရှုံးထားတယ်ပေါ့ဆိုတော့ဒီရလက်ကြောင့်လက်ရှိအချိန်မှာ United အသင်းအနေနဲ့ကျွန်တော်တို့ဒါလာမယ့်ရာသီမှာ Champions League ဝင်ခွင့်ကိုရရှိခဲ့ပြီးဖြစ်တယ်ဆိုတော့ဒါဟာဒါလင်အဓိကဒီကျွန်တော်တို့ဘုတ်ဖွဲ့ဝင်တွေသဘောကျတဲ့အချက်ပေါ့နော်ဆိုတော့ဒါကတော့သူတို့အနေနဲ့ပို့ပြီးတော့မှ Michael Carrick ပေါ်မှာကျွန်တော်တို့ဒါpoint out လုပ်ပြီးတော့မှထည့်သွင်းစဉ်းစားသွားရမယ်အချက်ဆိုပြီးသိရတယ်ဆိုတော့ဒီနေရာကဘာကြောင့်လဲဆိုလို့ရှိရင်ဗျာကျွန်တော်တို့ United အသင်းအနေနဲ့ Champions League ဝင်ခွင့်ရလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိအချိန်တွေမှာဒီ Champions League ဝင်ခွင့်နဲ့အတူပေါ့နော်ဒါပေမဲ့ဒီမှာဝင်ငွေကဒါဘယ်လိုပြောလဲပေါင်တန်း100လောက်ထိကျွန်တော်တို့ကရရှိနိုင်တယ်ပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒါ Champions League ဝင်ခွင့်ရတဲ့အတွက်ကြောင့်မို့လို့ဒါဒီဘယ်လိုပြောမလဲဒါ Premier League ကပေးတဲ့ငွေကြေးအတိုင်းအတာတစ်ခုရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခြားသော sponsor တွေကျွန်တော်တို့ဒါ sponsor တွေကနေပြီးတော့မှငွေဒီရရှိမဲ့ငွေကြေးအတိုင်းအတာတွေရှိပေါ့ဆိုတော့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိပေါင်တန်း100လောက်ထီကျွန်တော်တို့လာမယ့်ရာသီမှာဝင်ငွေရရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကဖော်ပြထားတာဆိုတော့ဒီအချက်ကဒါလည်းဒီအချက်ကဒါပို့ပြီးတော့မှဒါ Michael Carrick ပေါ်မှာလက်ရှိကျွန်တော်တို့ဘုတ်ဖွဲ့ဝင်နေတာအသင်းဘက်ကနေပြီးတော့မှ impress ဖြစ်တဲ့အကြောင်းအရာပေါ့ဆိုတော့ဒီလိုຢာတွေကိုသူ့အနေနဲ့ဖော်ပြထားတာလည်းရှိတယ်ဆိုတော့ဒီအရာတွေကိုထပ်သွင်းစဉ်းစားပြီးတော့မှလက်ရှိအချိန်တွေမှာ Michael Carrick ဒါလည်းသူတို့ United အသင်းအတွက်ဒါဘယ်လိုပြောမလဲအမြဲတမ်းနီးပြရာတို့အတွက်စတင်စကားပြောဆိုမှုတွေပြုလုပ်ပြီးဆိုလို့ရှိရင်ပထမဦးဆုံးပြောဆိုဖို့အတွက်ကိုဒါမငင်းဆိုနိုင်တဲ့အကြောင်းပြချက်တွေဖြစ်တယ်ဆိုပြီးတော့မှဒါ Sky Sport ကနေ report ပြုလုပ်ထားတာဖြစ်တယ်ဆိုတော့ဗျာလက်ရှိ United အသင်းအနေနဲ့ကျွန်တော်တို့ကဒီဘယ်လိုလဲ Michael Carrick ကိုလုံးလုံးကြီး 100% ကျွန်တော်တို့ယုံကြည်လို့ရပြီလားဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ကျွန်တော်တို့တချို့သောညီကိုတွေဒါပြည်သက်တွေကြားထဲမှာတော့စိုးရင်စရာလေးတွေရှိနေအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်အပါအဝင် Michael Carrick ကိုကျွန်တော်တို့ 100% ဒီလာမယ့်ရာသီမှာကျွန်တော်တို့Champions League ဝင်ခွင့်တွေရောပြီးလို့ရှိရင် Premier League ပွဲစဉ်တွေရောပြည်နယ် League ပွဲစဉ်တွေရောဒီလိုအရာတွေကိုထည့်သွင်းပြီးတပြုံနဲ့ထည့်ပေးလိုက်ရမယ်အနေအထားမျိုးမှာဆိုလို့ရှိရင်တော့ Michael Carrick ရဲ့ဒီလက်ရှိ experience ပေါ်မှာ United ပြည်သက်ဝင်တွေအရှို့ကျွန်တော်အပါဝင်ဒါနည်းနည်းလေးစိုးရိမ်နေရတော့ရှိတယ်ဆိုတော့သို့ပေမဲ့လည်းလက်ရှိအချိန်တွေကမတက်နိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ United အသင်းကတကယ်စိတ်ဝင်စားတယ်ဒီလက်ရှိအချိန်တွေမှာဒီဘယ်လိုပြောမလဲmanager market မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နီးပြကောင်းတယောက်ရဖို့တော့ကတော်တော်ကြီးခက်ခဲအရှင်တွေမျိုးကိုကျွန်တော်တို့ကရင်ဆိုင်နေရတယ်ဆိုတော့လက်ရှိကျွန်တော်တို့တကယ်ကိုပြည်သက်တွေသဘောကျတဲ့ဒီဘယ်လိုမလဲနီးပြတွေရှိကြတယ်ဗျာဆိုတော့ Luis Enrique တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Nagelsmann တို့ဒီလိုနီးပြတွေဟာဆိုလို့ရှိရင် United အသင်းအနေနဲ့ရရှိဖို့ကအင်မတန်မှကိုခက်ခဲတဲ့ဘယ်လိုပြောမလဲနီးပြတွေဖြစ်တယ်ပေါ့ဆိုတော့ Luis Enrique ဆိုလို့ရှိရင်လည်းဒါ PSG နဲ့ကျွန်တော်တို့ဒါအဆရအဆင်ပြေနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါ PSG အသင်းအနေနဲ့လည်း Enrique ကိုကျွန်တော်တို့ဒါ
အသင်းကနေပြီးတော့မှထွက်ခွာခွင့်ပေးဖို့အတွက်ဆန္ဒသိပ်မရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့အသင်းနဲ့လည်းသူတို့စာချုပ်တန်ရှုပ်ဖို့အတွက်ကိုတော်တော်လေးလဲpositive ဆောင်နေရလို့ပြောလို့ရတယ်ဆိုတော့ United အသင်းအနေနဲ့ chance တော်တော်လေးနေတယ်ဆိုတော့နောက်ထပ်ကစားသမားနောက်ထပ်နီးပြတူဖြစ်တဲ့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ Nagelsmann ဆိုလို့ရှိရင်လည်းဗျာNagelsmann ကတော့ရနိုင်ရရှိတဲ့အထဲမှာတော့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကပြဿနာတစ်ခုရှိတာကဒီနီးပြကကျွန်တော်နိုင်ငံအသင်းကိုကျွန်တော်တို့ဒါဂျာမနီအသင်းကိုသူတို့ကင်နေတာဖြစ်တဲ့ကြောင့်ဒါကမ္ဘာဖလားလည်းရှိတော့အကယ်၍ Nagelsmann ကိုကျွန်တော်တို့စောင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရာသီကြိုပြင်ဆင်မှုတွေကိုတော်တော်များများလွဲချော်သွားမှာပေါ့ဆိုတော့ရာသီကြိုပြင်ဆင်မှုမရှိတဲ့နီးပြတယောက်အနေနဲ့လာမယ့်ရာသီမှာကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တွေရောပရီးမီးယားလိတွေရောဆိုတော့ဒီလိုအခြေအနေမျိုးတွေကိုထည့်ပြီးတခါတည်းယုံအပ်ပြီးတော့ပေးလိုက်ဖို့ဆိုတာကလည်းကျွန်တော်တို့ဘယ်လိုပြောမလဲအစိုးရညာရှိတဲ့အနေအထားမျိုးပေါ့နော်ဆိုဒီလိုအနေအထားမျိုးမှာ United အသင်းလက်ရှိဆုံးဖြတ်ထားတဲ့ Michael Carrick အနေနဲ့ဆိုလို့ရှိရင်အဆအရာရာတင့်တော်တဲ့ဘယ်လိုပြောမလဲအပုံစံမျိုးတွေကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်ဆိုတော့လက်ရှိသူ Michael Carrick ဆွမ်းဆောင်ထားတဲ့ performance အရာရောပြီးလို့ရှိရင်ဒါအသင်းပေါ်အသင်းရဲ့တမိုင်းကြောင်းကိုနားလေထားတဲ့အခြေအနေအရာရောပေါ့နော်ဆိုတော့အသင်းဘုတ်ဖွဲ့ဝင်တွေနဲ့အသင်းကစားသမားတွေကြားထဲမှာဒါ Michael Carrick ပေါ်လူကြိုက်များမှုတွေရောဆိုတော့ဒီလိုအကြောင်းအရာတွေအားလုံးခြုံကြည့်မယ်ဆိုတော့အသင်းကိုဒီနှစ်ရလက်တွေဆွမ်းဆောင်ပေးထားတဲ့အခြေအနေတွေပေါ်မှာရောချန်ပီယံလိဝင်ခွင့်ရအောင်ဆွမ်းဆောင်ပေးထားတဲ့အခြေအနေပေါ်မှာရောဆွမ်းဆောင်ဒီယာတွေကိုကျွန်တော်တို့ခြုံပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့United အသင်းဘက်ကဘုတ်ဖွဲ့ဝင်တွေဟာ Michael Carrick ပေါ်မှာတော်တော်လေးအလေးထားနေတယ်လို့ပြောလို့ရတယ်ဆိုတော့ United အသင်းအနေနဲ့လာမဲ့ကျွန်တော်တို့ဒါ Brighton နဲ့ပွဲဒါ Premier League နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာဆိုလို့ရှိရင်ဒါ Michael Carrick နဲ့စတင်ပြီးတော့မှဒီ United အသင်းရဲ့အမြဲတမ်းနီးပြရာတို့အတွက်ကိုကျွန်တော်တို့ဒါစကားစတင်ပြောဆိုတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ညီကိုတွေရောဘလို့မြင်ကြလဲပေါ့နော်ဆိုတော့ United အသင်းအနေနဲ့တကယ်ပဲလာမယ့်ရာသီမှာ Michael Carrick ကိုကျွန်တော်တို့ 100% ယုံကြည်ပြီးတော့မှကျွန်တော်တို့အသင်းကိုဒါသူ့ကိုဆယ်ယောက်ကိုပါသူ့လက်ထဲကိုထည့်ပေးဖို့အတွက်တင့်တော်နေပြီလို့ထင်လားဆိုတော့ Michael Carrick ရဲ့ဆွမ်းဆောင်ရည်တွေပုံမှာရောဘလို့မြင်ကြလဲလာမယ့်ရာသီမှာရောအကောင်းမွန်ဆုံးကျွန်တော်တို့ဒါ performance တွေပြသပြီးတော့မှအသင်းကိုကျွန်တော်တို့ United အသင်းရှိလိုက်တဲ့နေရာကိုပြန်လည်ခေါ်ဆောင်သွားနိုင်မယ်လို့ထင်ကြတာcomment section မှာဝင်ရောက်ပြီးတော့မှချက်ပြုလို့ရပါတယ်ခင်ဗျာကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကို like and subscribe ပြုလို့ရသေးဘူးဆိုလည်းပြုလုပ်ပြီးတော့ပို့တောင်းဆိုပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ